ဒီနေ့ကျွန်တော်တို့ဂျပန်နိုင်ငံရဲ့ Snow Monster ရဲ့ရှိတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ကျွန်တော်အခုရောက်နေတာကကြတော့ယာမဂတခရိုင်ပါရာသီဥတုရဲ့အခြေအနေကတော့ပတ်ဝန်းကျင်ကိုပဲတစ်ချက်ကြည့်လိုက်ပါတော့ဗျာကျွန်တော်ရဲ့ဘယ်လိုတော့ဖွဲ့ပါဂျပန်မှာအကြီးဆုံးနဲ့ရှေးကြောင်ဆုံး ski resort တွေထဲကတစ်ခုဖြစ်တဲ့ဇာအိုအွန်ဆန် ski resort ကိုရောက်ပါပြီဒီထဲမှာမလားအိတ်ကောင်းလိုက်လားဒီလားတော့အိတ်လိုက်လာဟောဘီနာရှူပြင်းနေပါဘာမှကြည့်အိတ် skate စီပဲရဲသွားချင်တဲ့နေရာကိုရောက်ရှိတယ်အခုကတော့ကျွန်တော်တို့တောင်ပေါ်တက်ဖို့အတွက်ကေဘယ်စီးဖို့တန်းစီနေရဖြစ်ပါတယ်ကေဘယ်ကို2ဆင့်စီးပြီးတော့တက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အခုရောက်ရှိနေရတော့855မီတာအမြင့်တောင်ခြေကိုရောက်ရှိနေရဖြစ်ပါတယ်တောင်ပေါ်တက်ဖို့စောင့်နေရပါပုံမြောက်သေးဘူးအေးနေပုံမြောက်ဒီမှာတော်တော်တန်းစီရတယ်ဘူးဆိုရင်တော့ကျွန်တော်တို့တောင်ပေါ်ကိုစတက်နေပါပြီဒါကတော့ကေဘယ်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။နေအောင်ကြီးအောက်မှာတစ်ပင်ထိပ်ဖျားတွေအကုန်လုံးပေါ်မှာနှင်းနေစုပုံနေတဲ့ပုံစံကိုကြည့်ရတော်တော်လေးကိုလှပါတယ်။ကျွန်တော်ကေဘယ်ပေါ်ကနေပြီးတော့အောက်မှာစကိတ်စီးနေတဲ့လူတွေကိုလည်းလှမ်းပြီးတော့မြင်ရတယ်။သူများရဲ့စကိတ်စီးနေတာအားရစရာကြီးဗျာ။ကျွန်တော်တို့တောင်ပေါ်ကိုပို့ပြီးတော့ရောက်လာလေပို့ပြီးတော့အေးလာလေပဲဖြစ်ပါတယ်။ဒါကတော့တောင်ရဲ့တက်ဝက်ဒုတိယတစ်ဆင့်ကေဘယ်ပြောင်းစီးရဲ့နေရာပါဒုတိယတစ်ဆင့်ကေဘယ်ကစီးရတာကြတော့တောင်ရဲ့တဝက်လောက်ကိုရောက်နေရလဲဖြစ်တော့ပြင်မှာလဲတော်တော်အေးနေပြီမှန်နေရလဲရေငွေ့ရိုက်နေရောဓာတ်ပုံရိုက်လို့တော့မလှပါဘူးဒါပေမဲ့မြင်ကွင်းကတော့အပြင်ကိုကြည့်လို့ရှိရင်တော့တော်တော်လေးလှပါတယ်ကင်မရာထဲမှာကြတော့ရေငွေ့ရိုက်နေတော့တိတ်ပြီးတော့မမြင်ရဘူးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးနှင်းတောင်ပေါ်ကိုသွားလဲတာကျွန်တော်တို့ညောက်အတွက်ပထမအဆုံးအကြိမ်ပါတိုဂျိုက travel group နဲ့သွားတာပါကိုမင်းရဲ့နေရာကိုသွားတဲ့အခါဒီလိုမျိုးလမ်းကြောင်းကျွမ်းကျင်တဲ့လူတွေနဲ့သွားတဲ့အခါကျတော့ခရီးလည်းမကြန့်ကြတော့ဘဲနဲ့နေရာအဆုံးရောက်ပါတယ်ဝိုင်းပါအရာအေးနေရခေါင်းဆောင်မှာOh my god ရိုက်ပေးမလို့ကျွန်တော်ဘာမှမဖွင့်နိုင်အရှားရေးတယ်စောက်ကိုရေးတာစိတ်နေပြီးတော့ဒီအနောက်တွေပါတယ်ဆိုလို့ရှိရင်ဘာမှမမြင်ရတော့ဟိုအောက်တွေပါတယ်ဆိုမမြင်ရကျွန်တော်ဒီတောင်မှာမိုင်းနဲ့ဆက်လောက်ဖြစ်နေတယ်တောင်ပေါ်တက်တဲ့က2ဆင့်စီရအောင်เนาะရိုက်ပေးမယ်ခဏလေးတောင်ပေါ်တက်တဲ့က2ဆင့်စီရအောင်เนาะဆိုတော့နားမှာ1ဆင့်တစ်ဖြတ်ပေါ့เนาะဒုတိယဆင့်ကစီရပို့ပြီးတော့လှတယ်ဒါပေမဲ့အကေဘယ်ထဲမှာတပုံရိုက်လို့မကောင်းပြီးရရင်ငွေရိုက်ပြီးတော့ရန်ဘာမှသိမမြင်ရတော့ကားစီဖို့တော့တော်တော်လေးတန်းစီရပါတယ်စကီကတော့အောက်မှာစီရပါတော့ဒါကတော့တောင်ထိပ်ပါအောက်ကတဆင့်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင်လည်းအောက်မှာလူတွေအများကြီးပဲဒါပေမဲ့အရန်အေးနေတော့ပတ်ဝန်းကျင်ကိုဘာမှမမြင်ရတော့ပါဘူးဒီအမြင့်ပေ1600ကျော်ကနေပြီးတော့တောင်ချေတီကိုစကိတ်နဲ့ဆင်းတဲ့လူတွေရှိပါတယ်အဲ့လိုမျိုးကြတော့လူတိုင်းတော့စီးလို့မရပါဘူးဒီ ski စီးတာကို professional လက်မှတ်ရထားတဲ့လူတွေပဲစီးလို့ရတာပါဒီနားမှာနှင်းနေဖုံးနေရုပ်ပွားတော့တဆူလည်းရှိပါတယ်temperature လည်း -6 ဆိုတော့ငဲ့အတွက်အရန်ကိုအေးနေပါပြီနေနေထဲမှာလမ်းလျှောက်ရလည်းအရန်ကိုချော်ပါတယ်ဒါတော့မှပဲကျွန်တော်တို့စီးကြတဲ့ဖက်တွေကနေနေထဲမှာစီးလို့ရတဲ့ဖက်တွေပေါ့နော်ဒီလိုမျိုးအရန်အေးရဲ့နေရာတွေသွားတဲ့အခါမှာချေးလေးကောင်းကောင်းလေးနွေးရလေးကိုယူသွားပါလို့အကြံပေးချင်ပါတယ်ကိုသွားမယ်ဟိုမှာကြည်အောင်သူမအေးသလိုပဲသွားမယ်ဘာမှမလုပ်နိုင်ဘာမှလည်းမပေါ်ဘူးမရတော့
ချင်းအောင်မလို့ရှောက်ဆော့မနေနဲ့သွားမယ်ငိုချင်းလာပြီအေးတယ်တအားအေးတယ်ခံနိုင်ဓာတ်ပုံတော့လှလှမရခဲ့ဘူးဒီနေ့ကတော့မပေးတလူးနဲ့အောင်ဆော့တယ်ကြီးစိတ်ကြီးသူမအေးတဲ့အတိုင်းပဲအရာအေးပါအရာအေး နာနေပြည့်တယ်ဒီမှာမိနစ်မပြောဘူးနော်ဟိုက9မိနစ်ဆိုတော့ပြောဟုတ်တယ်ဟုတ်တယ်ရတယ်အောင် သူတောင်းအောင်နာရောက်တော့မှပဲနည်းနည်းရှိနိုင်သွားပါတယ်တောင်းအောင်ရောက်တော့နေအောင်ကြီးလေးနည်းနည်းမြင်ရပြီသူများရဲ့စကိတ်စီးရကြည့်ရတော့အလွယ်လေးပဲကိုယ့်ဘက်ကကိုစီးလဲစီးရောအရက်ကူပါလူဝိုင်းမှဖြစ်ရောဗျာပါမယ် ဘာချတော့ ကဲဒီဟွာလေး ကျွန်တော်ရဲ့ဖန်သားကခဏခဏကျွတ်နေလို့လားကျွန်တော်တကယ်ကြီးလုတ်ပေးနေတာဖြစ်ပါတယ်တောင်းချင်းမှာစကိတ်စီးနေတဲ့အချိန်မှာပဲနှင်းတွေထပ်ပြီးတော့ကြာလာတယ်ပေါ့နော်ကြာတဲ့နှင်းပွင့်လေးတွေကလုံးဝကျွန်တော်တို့ emoji ရဲ့နှင်းပုံစံလေးအတိုင်းကိုကြာတာပေါ့ကျွန်တော်ဒါပထမအောင်ဆုံးတွေ့ဘူးလားတော်တော်လေးကိုလှတယ်ချစ်စရာလေးပေါ့နော်စကိတ်ကစီးရတဲ့ချော်လဲနေတာပိုများပါတယ်ကျွန်တော်ရဲ့ဇာတ်အိုလိုဝေးထွေလေးရတော့ဒီလောက်ပါပဲဒါပါပဲ